ကိုကလေ့လာချင်တယ်သင်ယူချင်တယ်ပေါ့နော်အင်္ဂလိပ်စာမှမဟုတ်ဘူးတခြားဘယ်ဟာမဆိုဘယ် language မဆိုလေ့လာချင်တယ်သင်ယူချင်တယ်စာကြက်ချင်တယ်ပေါ့ဒါပေမဲ့ပြင်းတဲ့စိတ်ကိုဘယ်လိုဖျောက်ရမလဲအဲ့ဒီဟာကကျတော့နီလန်းကတခြားမှရှာလို့မရဘူးကိုရှိမှာပဲကိုယ်တိုင်ရှိမှာပဲရှာရမယ်ပြင်းတဲ့စိတ်ကိုကိုဖျောက်မှပျောက်မှာပဲလေသူများကလာဖျောက်ပေးလို့မရဘူးလွယ်ကူတဲ့နီလန်းလေးပေးလို့ပဲရမယ်ပေါ့အဲ့တော့တိုးနီလန်းလေးပေးကြည့်မယ်ချိုလုတ်တဲ့နီလန်းလေးပေါ့နော်စာလုံးကမပြင်းနဲ့စာမလုပ်ချင်ဘူးမလေ့လာချင်ဘူးဆိုလို့ရှိရင်ကိုတတ်မှတ်လိုက်ငါတနာရီပြည့်အောင်လေ့လာမယ်တနာရီပြီးသွားလို့ရှိရင်ငါအိတ်စာကိုလုံးဝလှည့်မကြည့်တော့ဘူးငါဖုန်းကြည့်မယ်ဒါမှမဟုတ်ငါရုပ်ရှင်ကြည့်မယ်ဒါမှမဟုတ်ငါဂိမ်းဆော့မယ်ငါအဲ့လိုမျိုးတတ်မှတ်လိုက်သူကလေဘယ်နေရာမှာဆိုခြေလမ်းပထမဆုံးခြေလမ်းလှမ်းလိုက်ဖို့ပဲခက်တာအဲ့တော့ပထမဆုံးငါတနာရီလေ့လာမယ်ဆိုပြီးတော့အဲ့ဒီအချိန်မှာငါဒီတနာရီလေးပဲလေ့လာရမှာဆိုပြီးတော့အားတင်းပြီးတော့လေ့လာလိုက်လို့ရှိရင်အဲ့တနာရီကခဏလေးနဲ့ပြည့်သွားဘလို့ပြည့်သွားမှမသိဘူးအဲ့တနာရီပြည့်ပြီးသွားတဲ့အခါကို limit ပြည့်သွားလို့ရက်ချင်လဲရက်ဒါမှမဟုတ်အချိန်ပါနေလို့ဆက်လေ့လာခြင်းနဲ့လေ့လာအဲ့တော့အရေးရှင်းဆုံးကိုနီလာငါဒီတနာရီကိုထိရအောင်မြင်ဖြစ်အောင်လေ့လာလိုက်မယ်အဲ့တနာရီပြီးသွားရင်ငါဒါကိုလှည့်မကြည့်တော့ငါလှုပ်ချင်တာလှုပ်မယ်ဆိုပြီးတော့အဲ့လိုနီလန်းလေးပေါ့နော်ကိုဖုန်းထဲမှာတိုင်မှာမှတ်ပြီးတော့အဲ့လိုမျိုးလေးလေ့လာတဲ့နီလန်းလေးကဘယ်လိုပြောရမလဲထိရောက်တယ်ပေါ့နော်ချိုးလဲစာလောက်ရတာပြင်းနေဆိုလို့ရှိရင်အဲ့လိုနီလန်းလေးသုံးမိတယ်ပေါ့အဲ့တော့လိုက်လုပ်ကြည့်ပါအဆင်ပြေရင်တော့အဆင်ပြေမှာပါပေါ့နော်မကောင်းတဲ့နီလန်းမှာမဟုတ်တာเนาะအကျိုးရုပ်เสียမရှိပါဘူးလိုက်လုပ်ကြည့်လို့